Hello အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့ကျွန်တော်တို့ Viber account ဖွင့်လို့ရှိရင် OTP ကုတ်မကြဘဲနဲ့ပေါ့နော်ဒါမျိုး activation fee ဆိုရင် error လေးတက်နေတဲ့သူတွေအတွက်24နာရီအတွင်းဘယ်လိုမျိုးဖြည့်ရှင်းရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်ဒီနေ့မျှဝေပေးချင်ပါတယ်ကျွန်တော်ကတော့ဒီနည်းလမ်းလေးအတိုင်းလုပ်လိုက်တာ24နာရီအတွင်းပြန်ရခဲ့ပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ step by step ဒီနေ့ကျွန်တော်ပြပြီးတော့ပါမယ်ဒီမျိုးဖြစ်ပြီဆိုရင်ကျွန်တော်တို့ screenshot လေးရိုက်ထားလိုက်ပြီပေါ့နော် screenshot ယူထားပါဒီလိုမျိုးပြီးရင်ကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်တို့ Chrome နဲ့ကိုသွားပါမယ် Chrome နဲ့ကိုသွားတာရှာကျွန်တော်ရှာထားတာပေါ့ Chrome နဲ့ကိုသွားပြီးတော့ကျွန်တော်တို့ဒီ search bar မှာ Viber.com ဆိုလိုက်ရတယ်ကျွန်တော်ဒီ link လေးကိုဝင် Viber support ပေါ့နော်ဒီထဲကိုဝင်ပါမယ် Viber support တွေရောက်ပြီဆိုရင်အောက်ကိုနည်းနည်းဆွဲချမယ်ဒီမှာအောက်ဆုံးမှာ business ဆိုတဲ့အောက်မှာဗျ content add ဆိုတာလေးနှိပ်ပါမယ်နေပြီးဒီမှာဒီအကွက်လေးကိုမှန်ချစ်ပါ။အဲ့တော့လိုပေါ့နော်။ငါစရုပ်မဟုတ်ဘူး။ရွှေ့ပြရပါမယ်။ဒီမှာသူကကားဆိုတော့ကားတွေရွှေ့ပြရမယ်ဗျ။ကားရောနော်။ကြာပြီ။ရပြီဆိုရင်ဒီမှာ UI email address ဒါကျွန်တော်တို့ဆက်သွယ်ရမယ့် email address ပေါ့နော်။နော်ကျွန်တော် Gmail ကောက်လေးထည့်လိုက်ပါတယ်။ပြီးနာမည်နေညီဆိုတဲ့နေရာမှာ Viber account ဖွင့်မယ့်နာမည်ထည့်လို့ရပါတယ်။ကျွန်တော်နာမည်ထည့်လိုက်တယ်ဗျ။ category နေရာမှာတော့ကျွန်တော်တို့ technical issue ပေါ့နော် technical issue ထည့်မယ်ဒီ topic နေရာမှာ general question ပါ country ကတော့ကျွန်တော်တို့ကမြန်မာမှာဆိုတော့မြန်မာလို့ပဲရွေးပေးရပါမယ်မြန်မာ phone number ကတော့959လေးထည့်ရမှာเนาะရှေ့မှာ399မဟုတ်ဘူးဗျာ9ထည့်ရမှာပါကျွန်တော် Viber account ဖွင့်မယ့် number ကိုဒီမှာထည့်ရမယ်နော်ဒီမှာ set ဖြတ်နေရမှာကတော့ activation fee ဒါလေးရေးပြရမယ်ပြီးရင် discretion နေရာမှာလည်းအဲ့ဒီတိုင်းပဲပေါ့နော်ကျွန်တော်လူရင်းတူရှင်းပေါ့ဗျာ activation fee ဒါပါပဲဒီ mobile service provider နေရာမှာတော့ကျွန်တော်တို့ရဲ့ SIM card ရဲ့နာမည်ပေါ့နော် SIM card က myday ဆို myday Telenor ဆို Telenor Ooredoo ဆို Ooredoo MPT ဆို MPT ပေါ့နော်ကျွန်တော်Telenor ကပ်မှုTelenor လို့ရေးလိုက်ပါမယ်ပြီးရင်ကျွန်တော် submit ဆိုတာလေးနှိပ်လိုက်ပါမယ်နှိပ်ပြီးသွားရင်တော့ကျွန်တော်တို့စောင့်အောင်ပေါ့နော်ကျွန်တော်တို့ရဲ့ဒီထည့်ပေးလိုက်တဲ့ email ကိုသူတို့ဘက်ကအကြောင်းပြန်လာလိမ့်မယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့စောင့်ကြည့်ရပါမယ်ဒီလိုမျိုးပြန်လာမယ်ဆိုတော့ကျွန်တော်14မိနစ်20လောက်ကြာသူတို့ဘက်ကစာပြန်လာတယ်ပေါ့နော်ဒါကျွန်တော်စောင့်ကြည့်ရဒီလိုမျိုးလေးပြန်လာလိမ့်မယ်ဗျဒီ link အပြအောင်စာတန်းလေးပဲเนาะဒါလေးက link လေးပေါ့เนาะဒီဟာလေးကိုကျွန်တော်တို့နှိပ်ပြီးတော့ကျွန်တော်တို့တင်လိုက်တဲ့ form ကိုသူတို့ရဲ့ supporting ကိုရောက်သွားအောင်လို့ပေါ့เนาะအတီးဖြူခိုင်းတာပေါ့เนาะအတီးဖြူခိုင်းတဲ့ link လေးဖြစ်ပါတယ်ဒါလေးမနှိပ်လို့ရှိရင်ကျွန်တော်တို့လုံးဝအဆင်မပြေဘူးပေါ့เนาะကျွန်တော်တို့တင်လိုက်တဲ့ form ကသူတို့ရှိလုံးဝမရောက်ပါဘူးသူတို့လည်းလုံးဝမစစ်ဆေးဘူးပေါ့เนาะဆိုတော့ဒါလေးကိုကျွန်တော်စောင့်ကြည့်ရပါမယ် Gmail လေးကိုကျွန်တော်ဝင်စစ်ကြည့်ပါပြီးတော့လို့ကျွန်တော်တို့ဒါမျိုးလေးရမယ်ပေါ့နော်ဒီမှာပေါ့နော် ticket ID ဆိုပြီးကျွန်တော်ဒီလိုမျိုးလေးပြန်လာပြီဆိုရင်ကျွန်တော်တို့ဒါတင်လိုက်တာအောင်မြင်သွားပြီပေါ့နော်သူတို့ဘက်က CCB နေပါပြီထပ်ပြီးစောင့်ကြည့်ရပါပေါ့နော်ပြီးတော့သူတို့အကြောင်းပြန်လာလိမ့်မယ်ဗျဒီမှာကကျွန်တော်ကြီးကိုအကြောင်းပြန်ထားတဲ့စာလေးပါဒါ Viber ဝင်တဲ့ရပါပေါ့နော်သူတောင်းတာလေးတွေဒီမှာထပ်ပြီးပေးလိုက်ပေါ့နော်သူကကျွန်တော်ဘာတောင်းတာလဲဆိုတော့screenshot ပြပါတော့ကျွန်တော်အဲ့ဒါနဲ့ screenshot ဒီဟာလေးပြပေးလိုက်ပါတယ်ဒါလေးကိုကျွန်တော် email reply နေရာမှာ reply နေရာမှာတင်ပေးလိုက်တယ်ပေါ့နော်ဒီပုံလေးကိုကျွန်တော်တို့ခဏကြာတော့သူ့ဘက်ကဒီလိုမျိုးစာတစ်ခုပြန်လာပြီဗျပြန်လာပါတယ်ဒါဆိုရင်ကျွန်တော်သူက Viber ကောက်ဘူးတဲ့ install ဖြုတ်ပြီးတော့ပြန်တင်ဝင်ကြည့်ပါတယ်အဲ့ဒါကျွန်တော်ပြန်ဝင်ကြည့်လိုက်တော့လုံးဝရသွားပါတယ်ဒီနည်းလမ်းလေးနဲ့ကျွန်တော်ကဒီ Viber call လေးကို24နာရီတွင်ပြန်ခဲ့တာဖြစ်ပါတယ်။တကယ်ချင်းတို့အနေနဲ့လည်းလိုက်ပြီးတော့လိုက်လို့ကြည့်ပါတကယ်လို့ရဘူးလုံးဝအဆင်မပြေဘူးဆိုရင်လည်းဒီ Viber era နဲ့ပတ်သက်ပြီးကျွန်တော်ရှိမှာစာပေးရပါတယ်ဗျ။ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်။မိဘရှိရနေလေးဖြစ်ပါစေ။